ယခုကောဇာတက္ကရာ1388ခုနှစ်အတွင်းဗုဒ္ဓဦးနေဘဝမိတ်ဆွေများအနေဖြင့်တွေ့ကြုံရမည့်ကံအနေထားများကိုကြိုတင်သိရှိဆင်ခြင်သုံးသပ်နိုင်စေရန်အတွက်ယခုကောဇာတက္ကရာ1388ခုနှစ်တနစ်စာဟောစတန်းကိုအကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယခုကောဇာတက္ကရာ1388ခုနှစ်တနစ်တာအတွင်းမှာဆိုရင်ဗုဒ္ဓဦးနေဘဝမိတ်ဆွေများအနေဖြင့်ရွှေတဲ့ပစ္စည်းတွေငွေကြေးတွေဝင်ကိန်းတွေရှိပါတယ်ခင်ဗျာအဓိကအားဖြင့်ပြောလိုတာကတော့ဤနှစ်တစ်နှစ်တာအတွင်းမှာမိမိတို့ရဲ့စိတ်ကိုတည်ငြိမ်မှုရှိအောင်နေထိုင်ပေးသင့်ပါတယ်မိမိတို့ရဲ့စိတ်ထဲမှာအတက်နိုင်ဆုံးလေးတွေစိတ်တွေလှုပ်ရှားမှုတွေပေါ်ပေါက်လာတတ်ပါတယ်ဘယ်လိုစိတ်တွေလှုပ်ရှားမှုတွေပေါ်ပေါက်တတ်တယ်လဲဆိုရင်အချစ်စိတ်ကူးတွေယာကားစိတ်တွေဒီလိုမျိုးစိတ်မျိုးတွေမိမိတို့ရဲ့စိတ်ထဲမှာထူးထူးခြားခြားပေါ်လာတတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီလိုစိတ်မျိုးတွေပေါ်လာခဲ့ပြီဆိုရင်အတက်နိုင်ဆုံးထိန်းချုပ်ပါစိတ်ကိုအလိုလိုက်တာမျိုးတွေမပြုတ်လုပ်ပါနဲ့ကောင်းနေတဲ့အရာတွေအစိုးတရားတွေဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာအတက်နိုင်ဆုံးစိတ်ကိုတည်ငြိမ်မှုရှိအောင်နေထိုင်ပြုမှုလောက်ကင်သွားမယ်ဆိုရင်ထူးထူးခြားခြားအောင်မြင်မှုတွေကိုပိုင်ဆိုင်ရယူအောင်မဲ့နှစ်တစ်နှစ်ကိုဖြစ်ပေါ်လာပေလိမ့်မည်အဲ့တော့ဇာတာရှင်များအနေဖြင့်ဤကာလတွေအတွင်းမှာဆိုရင်အချွေအရန်တွေလဲပေါ်များမဲ့နှစ်တွေဖြစ်ပါတယ်ကိုကိုညီမဲ့မိတ်ဆွေတွေကိုယ့်ရဲ့အနီးနားမှာအထောက်ပံ့တွေပေးမဲ့မိကောင်းဆွေကောင်းတွေလဲတွေ့ကြုံရရှိဖြစ်ပေါ်လာအောင်မယ်မိမိရဲ့စိတ်ထဲမှာလဲပျော်ရွှင်စရာလေးတွေစိတ်ကူးကောင်းလေးတွေအတွေးကိုအကြံစီကောင်းတွေအလုံးနဲ့ပတ်သက်ပြီးတော့လဲထူးထူးခြားခြားပွင့်ထွန်းလာတာပွင့်လန်းလာတာမျိုးတွေပေါ်ပေါက်လာတာမျိုးတွေလဲရရှိဖြစ်ပေါ်လာပေလိမ့်မယ်အဲ့တော့ယခင်ပြီးခဲ့တဲ့ကာလတွေကအစင်မပြေခဲ့သမျှလေးတွေယခုဒီနှစ်မှာထူးထူးခြားခြားအောင်မြင်မှုတွေအစင်ပြေမှုတွေလည်းရရှိအောင်မယ်ဆိုတာဗုဒ္ဓဦးနေဘဝမိတ်ဆွေများကိုအကြံပေးလိုပါတယ်ခင်ဗျာအဲ့တော့ဗုဒ္ဓဦးနေဘဝမိတ်ဆွေများအနေဖြင့်ရေကြားမြေကြားကပုံကိုယ်တွေလူမျိုးကြားတွေနဲ့လက်တွဲဆောင်ရွက်လောက်ကင်ခွင့်တွေလည်းပေါ်ပေါက်မယ်ထိုလက်တွဲလောက်ကင်ခွင့်တွေရရှိဖြစ်ပေါ်ခဲ့မယ်ဆိုရင်မိတ်ဆွေများအနေဖြင့်စီးပွားရေးတက်လန်းတွေလည်းထိုပုံကိုယ်တွေထံကအကူအညီပံ့ပိုးကောင်းတွေလည်းရရှိဖြစ်ပေါ်လာပေလိမ့်မယ်ဇာတာရှင်များအနေဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲငွေအဝင်ကောင်းတာမျိုးတွေလက်လာပပွင့်လန်းတာမျိုးတွေပေါ်ပေါက်မယ်မိမိရဲ့အနေဖြင့်အတက်နိုင်ဆုံးစိတ်ညစ်စရာလေးတွေမတွေးပါနဲ့လို့အကြံလေးပေးလိုပါတယ်စိတ်ညစ်စရာလေးတွေမတွေးနဲ့အလုပ်အတွက်ကိုအာရုံစိုက်မယ်အလုပ်ကိုကောင်းအောင်စိတ်ကလေးတွေထားပြီးတော့ပျော်ရွှင်သောစိတ်ကူးလေးတွေထည့်ပြီးတော့မွေးမြူပြီးတော့လောက်ကင်ပါကထူးထူးခြားခြားအောင်မြင်ပြီးတော့အပွင့်လန်းတွေလဲပွင့်ထွန်းလာအောင်မယ်ဆိုတဲ့နမိတ်မျိုးတွေကိုလည်းမြင်တွေ့နေရပါတယ်။ဒါကြောင့်မို့လို့ဇာတာရှင်များအနေဖြင့်စက်တူလုပ်ငန်းတွေလည်းတွဲဖက်လုပ်ကိုင်ရန်ကောင်းပါတယ်။ဘလို့လူမျိုးတွေနဲ့တွဲဖက်လုပ်ကိုင်သင့်တယ်လဲဆိုရင်ရေကြားမြေကြားကလူမျိုးကြားတွေကာပြားတွေတရုတ်ဘာသာကြားအနွယ်ဝင်တွေတရုတ်ကာပြားမျိုးတွေနဲ့လက်တွဲလုပ်ကိုင်မယ်ဆိုရင်စီးပွားရေးတွေစက်တူလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။အဲ့တော့ထူးထူးခြားခြားပြောလိုတာကတော့ဗုဒ္ဓဦးနေဘဝမိတ်ဆွေများထဲမှာမိမိတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်ရက်ကွက်ဒေသအတွင်းမှာမိမိတို့ရဲ့ရက်ကွက်ပတ်ဝန်းကျင်အတွင်းမှာဤနှစ်တစ်နှစ်သာအတွင်းမှာနေထိုင်ရာအိမ်တအိမ်ကအလှလှုပ်တာမျိုးတွေများထူးထူးခြားခြားမြင်တွေ့တာမျိုးတွေဖြစ်ခဲ့ပြီဆိုရင်တော့အထူးဝမ်းသာလိုက်ပါအဲ့ဒါမိမိတို့အတွက်နမိတ်ကောင်းဆောင်ပါတယ်အဲ့လိုနမိတ်မျိုးတွေမြင်တွေ့ပြီဆိုရင်တော့စီးပွားရေးတွေအဖက်ဖက်ကတိုးတက်အောင်မယ်ငွေကြေးတွေအဖက်ဖက်ကဝင်လာအောင်မယ်ဆိုတဲ့ဒါနမိတ်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အထူးမှာကြားကျင်တာကတော့ဒီနှစ်ကာလအတွင်းမှာလုံလက်စလုပ်ငန်းတွေကိုရှေ့တိုးဆောင်ရွက်လို့တင်ပါတယ်တို့လုံလက်စလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်မယ်ဆိုရင်ပုံမအောင်မြင်မှုတွေရရှိမယ်မိမိလုပ်နေတဲ့အလုပ်တွေကိုရပ်တန့်ပြီးတော့တခြားလုပ်ငန်းတွေကိုပြောင်းလဲလုပ်ကိုင်တာမျိုးတွေနေရာအပြောင်းအရွှေ့လုပ်တာမျိုးတွေလုပ်ငန်းအသစ်တွေတိုးချဲ့တာမျိုးတွေရောင်လို့တောင်သွားမလုပ်ပါနဲ့နော်ဒါဆိုရင်တော့မိမိတို့အတွက်အမှားအယွင်းတွေအစိုးတရားတွေဖြစ်လာတတ်သောကြောင့်တတိပြုပါလို့ကျွန်တော်အနေနဲ့အကြံလေးပေးခြင်းပါတယ်ခင်ဗျာအဲ့တော့ဗုဒ္ဓဦးနေဘဝမိတ်ဆွေများအနေဖြင့်ဤကောဇာတက္ကရာ1388ခုနှစ်တနှစ်သာအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်ကားလုပ်ငန်းကြောက်လုပ်ငန်းငွေကြေးနဲ့ပတ်သက်သောလုပ်ငန်းဆောင်တာကိစ္စရပ်တွေငွေကြေးအလဲလဲလုပ်ငန်းမျိုးတွေနိုင်ငံခြားငွေတွေအလဲလဲရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေငွေကြေးလုပ်ငန်းမျိုးတွေ
ကားကိစ္စခြံကိစ္စကွန်ပျူတာကိစ္စကွန်ပျူတာနဲ့ပတ်သက်ဆက်နွယ်သောပစ္စည်းတွေရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေကားအယောင်းအဝယ်လုပ်ငန်းမျိုးတွေခြံအယောင်းအဝယ်လုပ်ငန်းမျိုးတွေထို့သောလုပ်ငန်းမျိုးတွေကောင်းကျိုးပေးပါလိမ့်မယ်ကွန်းလုပ်ငန်းခြံလုပ်ငန်းကြောက်လုပ်ငန်းကားပစ္စည်းတွေတင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေဒါတွေအကျိုးပေးပါတယ်နောက်တစ်ချက်ပြောချင်တာကတော့အလှပနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအလှပြင်ဆိုင်တွေအလှပနဲ့ပတ်သက်သောအသုံးဆောင်ပစ္စည်းတွေအလှပနဲ့ပတ်သက်တဲ့အလှကုန် cosmetic အယောင်းဝယ်လုပ်ငန်းမျိုးတွေအလှပပြုပြင်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေရေမွေးတို့ရေမွေးနဲ့သက်ဆိုင်တဲ့ရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအလှကုန်လုပ်ငန်းမျိုးတွေတင်သွင်းဖြန့်ဖြူးမှာယူရောင်းချခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအကျိုးပေးပါတယ်ရေထွက်ကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းမျိုးတွေငါးလုပ်ငန်းရေထွက်ကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းမျိုးတွေဒီလိုလုပ်ငန်းမျိုးတွေလည်းမိမိတို့အတွက်အကျိုးပေးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ထို့ကြောင့်ထို့သောလုပ်ငန်းမျိုးတွေနဲ့လုပ်ကိုင်နေကြသောမိတ်ဆွေတွေအနေဖြင့်ဒီကာလတွေအတွင်းမှာထူးထူးခြားခြားငွေအဝင်ပိုလာတာမျိုးတွေလုပ်ငန်းတွေတိုးတက်အောင်မြင်မှုတွေရရှိလာတာမျိုးတွေလည်းဖြစ်ပေါ်အောင်မယ်ဆိုတဲ့အနေအထားမျိုးတွေကိုတွေ့ကြုံနေရပါတယ်ခင်ဗျာအဲ့တော့ကောဇာတက္ကရာ1388ခုနှစ်တနှစ်တာအတွင်းမှာဖြတ်သန်းနေသောဂျိုတွေစန္ဒီယာဂျိုတွေအနာဂတ်ကောဇာဂျိုတွေနဲ့ဆိုလာဆစ်စတန်လို့ခေါ်တဲ့နေဆက်ကြဝဠာဂျိုတွေရဲ့ယက်တီချက်တွေကိုတိုင်းတာဝေဖန်ထောက်ရှုကြည့်တဲ့မိတ်ဆွေများကိုအကြံပေးလိုတာကတော့ဤတနှစ်တာအတွင်းမှာဆိုရင်ကဆုံလဝါဆိုလတရင်ကျွတ်လတပေါင်းလတွေမှာဗုဒ္ဓဦးနေဘဝမိတ်ဆွေများအနေဖြင့်မိမိတို့ဆောင်ရွက်ရာကိစ္စရက်တွေမိမိတို့လှုပ်ဆောင်ရာကိစ္စရက်တွေအပေါ်မှာအမှားယွင်းတွေနဲအောင်သတိလေးရှိဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့လောက်ကင်ဆောင်ရွက်သွားကြပါလို့အကြံလေးပေးလိုပါတယ်ခင်ဗျာအထူးကာလတွေအတွင်းမှာဘယ်လိုအခြေအနေလေးတွေဖြစ်ပေါ်တတ်တယ်လဲဆိုရင်ဇာတာရှင်တွေနဲ့စိတ်ရောကိုယ်ပါပင်ပန်းစရာလေးတွေဖြစ်ပေါ်တတ်ပါတယ်ငွေကြေးတို့ငွေနဲ့ပတ်သက်သောပတ်စံနဲ့ပတ်သက်သောကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းစရာလေးတွေပေါ်ပေါက်တတ်တယ်မိမိတို့ထံကိုငွေကြေးတွေဝင်လာပြီးဆိုရင်လည်းနောက်မှဖြည့်ရှင်းစရာပြဿနာတွေကကပ်ပါလာတတ်ပါတယ်မိမိတို့ရဲ့လေလွင့်နေသောစိတ်ကိုထိမ့်ပါအပျော်ပါလိုက်စားလိုစိတ်တွေကိုလည်းထိမ့်သိမ့်ပေးသင့်ပါတယ်မထိမ့်ပါကဂုံသိက္ခာကြာဆင်း၍နာမည်ဂုံသိက္ခာထိခိုက်ခြင်းစင်းလေးတွေဖြစ်ပေါ်တတ်ပါတယ်ခင်ဗျာအဲ့တော့လူယုံလူရင်းတွေအထုကယူစိုက်ပေးပါယုံကြည်စိတ်ချရတဲ့သူကမိမိကိုဒုက္ခပေးတတ်ပါတယ်ထိုလားတွေအတွင်းမှာလူယုံလူရင်းအထုကယူစိုက်ပါလုပ်ငန်းတွေမှာငွေကြေးအရင်းအနှီးတွေထည့်ဝင်တာမျိုးတွေငွေကြေးအရင်းအနှီးစိုက်ထုတ်တာမျိုးတွေလည်းထိုလားတွေမှာဂယူစိုက်ပါငွေတွေအလိမ်ခံရတတ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီကာလတွေအတွင်းမှာဆိုရင်မိသားစုတွေအနေနဲ့လူကြီးမိဘတွေနဲ့အစင်မပြေဖြစ်တာမျိုးတွေပေါ်ပေါက်တတ်တယ်ဝန်ထမ်းတွေအနေဖြင့်နေရာထိုင်ခင်းတွေအပြောင်းအရွှေ့တွေလှုပ်လှုပ်ရှားရှားတွေဖြစ်ပေါ်တတ်တယ်အထက်လူကြီးတွေနဲ့အစင်မပြေဖြစ်စရာလေးတွေပေါ်ပေါက်တတ်တယ်နေရာပြောင်းရွှေ့စရာလေးတွေလည်းကြုံတွေ့ရတတ်ပါတယ်ခင်ဗျာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လဲစိတ်မကျေနပ်စရာလေးတွေပေါ်ပေါက်တတ်သလိုတပားသူတွေရဲ့မကောင်းကြံမှုလေးတွေလည်းခံရတတ်သောကြောင့်စိတ်တူစရာစိတ်ညစ်စရာတွေလည်းဖြစ်ပေါ်တတ်ပါတယ်ထိုလားအပိုင်းခြားတွေအတွင်းမှာခရီးကိစ္စရက်တွေများပေါ်ပေါက်လာခဲ့တယ်ဆိုရင်တော့အနောက်ရက်ကိုဥတီသောခရီးတွေမြောက်ရက်ကိုဥတီသောခရီးတွေကိုတွာလာခြင်းတွေအဓိကသတိထားပြီးတော့တွာလာလှုပ်ရှားသင့်ပါတယ်လို့အကြံလေးပြုကျင်ပါတယ်ခင်ဗျာထိုအရက်တွေကိုတွားရောက်ခြင်းဖြင့်မတော်တဆအနေရလေးတွေကြုံတွေ့ရတတ်သလိုလူဆိုလူမိုက်လူလိန်လူကောက်တွေနဲ့လည်းတွေ့ကြုံရတတ်သောကြောင့်ဂယုစိုက်ပါလို့ကျွန်တော်အနေနဲ့စေတနာထား၍အကြံလေးပေးလိုပါတယ်ထို့ကြောင့်ထိုကာလတွေအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်ခရီးရဝေးကိစ္စရက်တွေအတက်နိုင်ဆုံးလေးတွေသတိရှိပါရွှေတဲ့ပစ္စည်းတွေနဲ့ပတ်သက်သောကိစ္စသားသမီးတွေနဲ့ပတ်သက်သောကိစ္စထို့သောကိစ္စရက်ကလေးတွေကိုလည်းတောကရောက်เสียလေးတွေကြုံတတ်သောကြောင့်သတိပြုနေထိုင်ဆင်ခြင်ပါလို့အကြံလေးပေး၍ဟောပြောပါတယ်ခင်ဗျာအဲ့တော့ဗုဒ္ဓဦးနေဘောမိတ်ဆွေများအနေဖြင့်တစ်နှစ်တာလုံးမှာကျမ်းမာရေးအနေဖြင့်မျက်စိတို့စီတို့အနာရောဂါလေးတွေရရှိတတ်ပါတယ်အဲ့တော့ဗုဒ္ဓဦးနေဘောမိတ်ဆွေများထဲမှာ
အသက်40နဲ့အထက်ပိုင်းမိတ်ဆွေတွေဆိုရင်ပိုးပြီးတော့ဂယုစိုက်ပါမျက်စိတို့စီတို့အသေးစား operation လေးတွေပြုလုပ်ရကိန်းလေးတွေပေါ်ပေါက်တတ်ပါတယ်ဒီနှစ်ထဲမှာဒါကြောင့်အတက်နိုင်ဆုံးလေးဂယုစိုက်ပါလို့အကြံလေးပေးခြင်းပါတယ်ခင်ဗျာအခြေအနေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာအခြေအနေတွေဖြစ်ပေါ်မယ်ချစ်ရသူရဲ့ romantic ဆံမှုလေးတွေချစ်ရသူရဲ့ surprise လုပ်ခြင်းလေးတွေကြောင့်မိမိတို့ချစ်သူနှစ်ဦးကြားမှာပျော်ရွှင်စရာချမ်းမြေ့စရာလေးတွေပေါ်ပေါက်ဖြစ်တည်လာအောင်မယ်ဆိုတာတွေ့မြင်နေရပါတယ်ခင်ဗျာအိမ်တော်တွေများအဖို့အမိအဖတွေလူကြီးမိဘတွေနဲ့အစင်မပြေဖြစ်စရာလေးတွေပေါ်ပေါက်တတ်တယ်မိမိတို့ရဲ့အိမ်တွင်းရေးမှာတဦးနဲ့တဦးစိတ်အခမ်းမသိ၍တဟဇာတဖြစ်မဖြစ်တည်မှုလေးတွေကြောင့်စကားများစရာလေးတွေလည်းရံဖန်ရံခါဆိုသလိုပေါ်ပေါက်တတ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့မိတ်ဆွေများအနေဖြင့်ဤနေ့တစ်နေ့သာအတွင်းမှာကောင်းသောကံတွေပုံမအားကောင်းအောင်အစိုးတရားတွေဆိုရင်လည်းတတ်တာပြေလည်အောင်လို့ဆောင်ရွက်နေကြသောစီးပွားရေးတွေလည်းပုံမတိုးတက်အောင်လို့လောက်ကင်ပေးတဲ့ရရရာလေးကိုအကြံပြုလိုပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအနေဖြင့်ဤနေ့တစ်နေ့သာအတွင်းမှာလောက်ကင်ပေးတဲ့ရရရာလေးကတော့ဇေဒီတဆူကိုသွားပါဇေဒီတဆူရဲ့မိမိတို့ရဲ့မွေးကြိုတောင်းတဲ့ရာဟုတောင်းမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ရဲ့ဥကောင်းတဲ့ဘယ်ဘက်ရင်ဘက်နေရာကိုရွှေဆိုင်ပြားလေးကတ်လူပေးပါရွှေထီးလေးတလက်စီထိုတောင်းနေမှာလှူဒန်းပါရေသက်စစ်ပူဇော်ပါလို့အကြံဉာဏ်လေးပြုလိုပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအနေဖြင့်တစ်နှစ်သာအတွင်းမှာတစ်လတစ်ကြိမ်ဇေဒီတော်တွေကိုတွားရောက်၍ထိုပြောတဲ့အတိုင်းလေးတွေပေါ့မိတ်ဆွေများအနေဖြင့်ယုံကြည်လေးနဲ့ဆိုတာဆောင်ရွက်လုပ်ကင်ခြင်းဖြင့်တစ်နှစ်သာလုံးမှာမကောင်းသောဘေးတွေကင်းပြောက်၍ကောင်းကျိုးချမ်းသာတွေထူးထူးခြားခြားရရှိပါလိမ့်မယ်ဆိုတာမိတ်ဆွေများအနေဖြင့်တွေ့မြင်ရပါလိမ့်မယ်အဲ့တော့ဇေဒီတော်တွေဖျားเจ้าငံတွေတွားရောက်ဖို့အတွက်ခက်ခဲနေသောမိတ်ဆွေများရှိတယ်ဆိုရင်ကျွန်တော်တို့နွမ်းပါတဲ့လူပုဂ္ဂိုလ်တဦးအားရှောက်သီးလေး12လုံးဝယ်ပြီးတော့ဒါနပြုပြအောင်ပြုပေးပါပြုရမယ့်နေ့ကတော့ဗုဒ္ဓဦးနေ့ညနေ3 နာရီနောက်ပိုင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဖះเจ้าငံတွေတွားရောက်ဖို့အတွက်ခက်ခဲသောဇာတာရှင်တွေဗုဒ္ဓဦးနေ့ဘွားမိတ်ဆွေတွေပါနေတယ်ဆိုရင်ရှောက်သီးလေး12လုံးကိုဝယ်ယူပြီးတော့ဗုဒ္ဓဦးနေ့ညနေ3 နာရီနောက်ပိုင်းမှာနွမ်းပါတဲ့လူပုဂ္ဂိုလ်တဦးတယောက်အားဒါနပြုပြအောင်ပြုလိုက်ပါမိတ်ဆွေများအနေဖြင့်အောင်မြင်မှုတွေအစဉ်ပြေမှုတွေရရှိဖြစ်ပေါ်လာပါလိမ့်မယ်ဒါကြောင့်ဗုဒ္ဓဦးနေ့ဘွားမိတ်ဆွေများကိုဤနှစ်တစ်နှစ်သာအတွင်းမှာကံကောင်းခြင်းတွေဖြစ်တည်အောင်စိုးတရားတွေရော်နဲ့ပပျောက်အောင်လို့မိတ်ဆွေများကိုအကြံပြု၍ဟောပြောပေးလိုက်ပါတယ်အဲ့တော့ဗုဒ္ဓဦးနေ့ဘွားမိတ်ဆွေများထဲမှာဤနှစ်တစ်နှစ်သာအတွင်းမှာတက္ကသိုလ်ဝင်တန်းဆောင်ဝေးဝဲဖြည့်ဆိုမဲ့မိတ်ဆွေများအနေဖြင့်ကျွန်တော်အနေနဲ့အကူအညီမှုလေးပေးခြင်းပါတယ်အဲ့ဒါလေးကတော့မိတ်ဆွေတို့ရဲ့ဖွားစာတာခုနှစ်တက္ကရာနဲ့မိမိတို့မွေးဖွားရာဇာတိမြို့မိမိတို့ရဲ့မွေးဖွားသည့်အချိန်ထိုအရာလေးတွေကိုဖုန်းနံပါတ်ကအစထိုအရာလေးတွေကိုကျွန်တော်ရဲ့ channel ရဲ့ comment မှာဝင်ရောက်ရေးသားပြီးတော့ရေးသားကြပါလို့အကြံပေးလိုပါတယ်မိတ်ဆွေများဤဆောင်ဝေးပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ရလက်ကလေးတွေဘလို့အခြေအနေလေးတွေလည်းဖြစ်ပေါ်လာလိမ့်မယ်ဆိုတာကိုကျွန်တော်အနေနဲ့အကူအညီရေးဟောပြောပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဤအကြောင်းတရားလေးတွေကိုတခြားမိတ်ဆွေတွေလည်းထပ်တူထပ်မြသိစီလိုသောစေတနာလေးထား၍ဤ channel လေးကို share ခြင်းဖြင့်မျှဝေခြင်းဖြင့်ကုသိုလ်ယူပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဆရာပြင်းငင်းထံမှာဘေးရင်မေးမြန်းလို့သောမိတ်ဆွေများအနေဖြင့်ဖုန်းနံပါတ်3996392961တို့ဆက်သွယ်၍ဖုန်းဖြင့်ဆက်သွယ်၍လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲ့ဒီဖုန်းနံပါတ်ဖြင့် Viber ကနေဆက်သွယ်၍လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲ့တော့နေအိမ်ဟောကန်းကိုလာလို့၍မေးခြင်းနဲ့မိတ်ဆွေများအနေဖြင့်ဖော်ပြပါဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ရက်ချင်းလေးတွေ
ယူနိုင်ပါတယ်ခင်ဗျာအဲ့တော့နေအိမ်ဟောကန်ကတော့ကျွန်တော်တို့ပြည်မြို့ခေတ္တရာမြို့တစ်6မြင်းဆောင်6လမ်းဖြစ်ပါတယ်6လမ်း6ကွက်လို့လဲမင်းမြန်ပြီးတော့လဲလာရောက်နိုင်ပါတယ်ဆရာပြည်ငိမ့်ချမ်းရဲ့နေအိမ်ဟောကန်ဖွင့်ထားပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးဤနေ့တစ်နေ့သာအတွင်းမှာအကောင်းသောဘေးတွေကင်းပြောက်၍ကောင်းကျိုးချမ်းသာတွေရရှိကြပါစေမိတ်ဆွေများလုပ်ကိုင်နေကြသောလုပ်ငန်းကိုင်ငန်းစီးပွားဥစ္စာတွေလည်းလုံစည်းပွားကင်စည်းပွားတွေလည်းတနေ့တခြားတိုးပါစေပွားပါစေအောင်ပါစေလုံစည်းပွားကင်စည်းပွားတွေတနေ့တခြားတိုးစေပွားစေအောင်ပြီးတော့ကက်ကြီးသုံးပါးကကြော်လွှားနိုင်သောပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပြီးတော့မကောင်းသောဘေးရန်တွေကင်းပြောက်ပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့တလုံးတဝပြည့်စုံသောဇာတာရှင်မိတ်ဆွေများဖြစ်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ